Hello တူတူဂျာမန်ဟက်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထပ်ပြီးတော့ဗောနော် personal pronoun မှာ nominative accusative dative ဆိုပြီးတော့ဗောနော်အဲ့ဒီသုံးခုရဲ့အကြောင်းလေးကိုနည်းနည်းပြောပါမယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ကျမတို့အရင်တော့ဆိုလို့ရှိရင် personal pronoun တွေက H to A C S B R E R C ပြီးလို့ရှိရင် capital C ပေါ့နော်အဲ့တော့ nominative မှာဆိုလို့ရှိရင်ဒီကောင်တွေကစက်ချက်အနေနဲ့သုံးတယ်ပေါ့နော်စက်ချက်အနေနဲ့ဆိုလို့ရှိရင် H to A C S B R E R C နောက် capital C အကြီးပေါ့နော်နောက် accusative မှာဆိုလို့ရှိရင်ဒီကောင်တွေကဘာဖြစ်သွားလဲဆိုလို့ရှိရင် object ဖြစ်သွားတယ်ပေါ့နော် object ပေါ့နော် object မှာဆိုလို့ရှိရင်သူတို့ကဒီမှာ miss dish in z s on white z capital C ဆိုပြီးပြောင်းသွားပါတယ်နောက်ထပ်ဓာတ်တစ်ရောက်လို့ရှိရင်ဓာတ်တစ်ကကြတော့ indirect object ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူတို့ရဲ့ဒီအသုံးနှုန်းကထပ်ပြီးတော့မီယာထီယာအင်းအီယာအင်း on white inan နောက်ဒီမှာ capital inan ဆိုပြီးတော့ပြောင်းသွားတာပေါ့နော်အဲ့တော့ဒီ nominative မှာဆိုလို့ရှိရင်စက်ချက်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒါလေးတွေကိုတည်ထားရပါမယ်နောက် accusative ဆိုလို့ရှိရင် object ဖြစ်သွားတယ်ပေါ့နော် accusative ပေါ့object လို့ပြောမယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာသုံးရမယ့်ဥစ္စာတွေကဒီစကားလုံးလေးတွေပြောင်းသွားပါတယ်ပေါ့နော်ဒါလည်းမှတ်ထားရပါမယ်နောက် dative မှာဆိုလို့ရှိရင်ဒါက object အတွက်ဆိုလို့ရှိရင်ဒီစကားလုံးလေးတွေပြောင်းသွားပါတယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီသုံးခုစလုံးကကြည့်ရမှာပါနော် nominative မှာဆိုရင် each accusative မှာဆိုလို့ရှိရင် object အနေနဲ့သုံးမယ်ဆိုဘာဖြစ်သွားမလဲဆို miss and dative ဆိုလို့ရှိရင် mia ပေါ့နော်အဲ့တော့ဟိုက each miss dia do this dia a in this ear as in dia on ear y နောက် c in နောက် capital c in ဆိုပြီးတော့အဲ့လိုကြက်ထားရပါမယ်ပေါ့နော်နောက်တစ်ခါကျဒါကတော့ဒီမြန်မာလို translate လေးထည့်ပေးထားတာပေါ့နော် nominative အတွက်ဆိုလို့ရှိရင်ကျမတို့ကဒီမှာကျွန်တော်ကျမဤဆိုလို့ရှိရင်ကျွန်တော်ကျမဒူဆိုလို့ရှိရင်မင်းတင်မင်းပေါ့နော်အဲဆိုလို့ရှိရင်ဒူပေါ့ဇီဆိုရင်ဒူမအဆိုလို့ရှိရင်ထိုအရာဘီယာဆိုလို့ရှိရင်ကျွန်တော်တို့ကျမတို့အများကိန်းပေါ့နော် each ရဲ့အများကိန်းနောက်ဒူရဲ့အများကိန်း e ရာဆိုရင်မင်းတို့တင်တို့ဇီဆိုလို့ရှိရင်သူတို့ပေါ့နော်ဒီမှာ capital Z ဆိုလို့ရှိရင်လည်းယူပေါ့နော်ဒါဆိုပို့လိုက်အနေနဲ့သုံးတယ်ဒီမှာဆို accusative အတွက်ဆိုလို့ရှိရင်သူကပြောချင်တာဘယ်လိုဖြစ်သွားလဲဆိုရင်နော်ကျွန်တော်ကိုကျမကိုပေါ့နော်အဲ့လိုမျိုးကိုဆိုရဘဒုအတွက်ကိုပေါ့နော်ကိုဆိုတာလေးပေါ့သူအထိပ္ပယ်ကနောက်တစ်ခု this ဆိုလို့ရှိရင်မင်းကိုသင်ကိုပေါ့နော်သင်ကိုနောက် in ဆိုလို့ရှိရင်သူ့ကိုဒီဆိုလို့ရှိရင်သူမကို at ဆိုလို့ရှိရင်ထိုးရကို on ဆိုလို့ရှိရင်ကျွန်တော်တို့ကို white ဆိုလို့ရှိရင်မင်းတို့ကို z ဆိုလို့ရှိရင်သူတို့ကိုပေါ့နော်နောက် capital Z ဆိုလို့ရှိရင်လည်းတင့်ကိုပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့တော့ဒီမှာဓာတ်တစ်အတွက်ဆိုသူ့ရဲ့အထိပ္ပယ်ကမြန်မာလိုလေးတစ်ချက်ပေါ့နော်သူ့အတွက်ကဒီကွဲပြားအောင်လို့ပေါ့ဟိုအတွက်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်အတွက်ကျွန်တော်အားပေါ့နော်အတွက်ဒါမှမဟုတ်အားပေါ့နော်ကျမအတွက်ကျမအားပေါ့နော်အခုဇာတ်တစ်ဆိုလို့ရှိရင်ကိုလို့မှတ်လိုက်ပေါ့နော်ဒီမှာဓာတ်တစ်ဆိုလို့ရှိရင်ဘဒုအတွက်ဘဒုအားဆိုတဲ့ဥစ္စာမျိုးပေါ့သူကဓာတ်တစ်ဆိုလက်ခံရရှိရဲ့လို့ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဒီရာဆိုလို့ရှိရင်မင်းအတွက်မင်းအားတင်အတွက်တင်အားအင်းဆိုလို့ရှိရင်သူ့အတွက်သူအားဤရာဆိုလို့ရှိရင်သူမအတွက်သူမအားအင်းဆိုလို့ရှိရင်ဘောနော်ထိုရာအတွက်ထိုရာအားပေါ့အွန်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကျွန်တော်တို့အားပေါ့နော်ကျမတို့အတွက်ကျမတို့အား white ဆိုလို့ရှိရင်မင်းတို့အတွက်မင်းတို့အားတင်တို့အတွက်တင်တို့အားပေါ့နော်ဤနဲ့ဆိုလို့ရှိရင်သူတို့အတွက်သူတို့အားနောက် capital အင်းနဲ့ဆိုလို့ရှိရင်တင့်အတွက်တင့်အားပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်ဒါ do you do them ပေါ့တကယ်မြန်မာလိုဆိုလို့ရှိရင်တော့ကိုကနည်းနည်းမှတ်လို့လွယ်အောင်အတွက်မြန်မာဆိုလို့ရှိရင်ဒါသူတို့ကိုဆိုဒီမှာလဲသူတို့အတွက်ကိုပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာအဲ့တော့အဓိကမှတ်ထားမှာ accusative ဆိုလို့ရှိရင်ကိုဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပြောမယ်ဒါတစ်ဆိုလို့ရှိရင်တော့ကျမတို့အတွက်ဆိုတာလေးမှတ်ထားပေးပါနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူက nominative ဆိုလို့ရှိရင်ဒီမှာဘယ်သူဆိုပြီးတော့သူကမေးခွန်းနေမေးမယ်ဆိုလို့ရှိရင်ပေါ့နော်သူစက်ချက်ကိုမေးတဲ့မေးခွန်းမျိုးပေါ့နော် nominative case တွေဆိုလို့ရှိရင်စက်ချက်ကိုမေးတဲ့မေးခွန်းမျိုး
နောက်ဒီမှာဆိုလို့ရှိရင်ဘန်းဆိုလို့ရှိရင်တော့ဒီမှာ तू ကအာ object ပေါ့နော်ပြုလုပ်ခံရတော့မေးတယ်မိကွန်းမျိုးဖြစ်သွားတယ်နော်နောက်ဒီမှာဘိန်းဆိုလို့ရှိရင်လည်း to home ပေါ့နော်ဘဒုအတွက်ကိုဘဒုအတွက်အားပေါ့ဘဒုအားပေါ့နော်အဲ့လိုမျိုးလေးမှတ်လိုက်ပေါ့အားဆိုလို့ရှိရင် तू ကလည်းလက်ခံတဲ့ဟိုဘဒုကလက်ခံတဲ့သူဆိုပြီးတော့ပေါ့နော်အဲ့လိုကွဲပြားအောင်မှတ်ရမယ်ပေါ့နော်အဲ့တော့ nominative အတွက်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာက bear cons item ပေါ့နော်ဒီနေ့ဘယ်သူလာမလဲဒီနေ့ဘယ်သူလာမလဲပေါ့နော်ဒီနေ့ဘယ်သူလာမလဲအဲ့ဒါဘယ်သူမလဲဆိုတော့ဆက်ချက်ဝင်မိတာပေါ့နော်ဒီနေ့ဘယ်သူလာနေ့ငါလာမယ်ဆိုလို့ရှိရင်ငါဆက်ချက်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာ bear has dashboard ကလေးစမ်းပေါ့နော်စာအုပ်ကိုဘယ်သူဖတ်ခဲ့လဲစာအုပ်ကိုဘယ်သူဖတ်ခဲ့လဲပေါ့ငါဖတ်ခဲ့တယ်အဲ့ဆိုလို့ရှိရင်ဒီမှာ तू ကပြောမှဆိုဆက်ချက်ကိုမေးတဲ့သဘောတရားမျိုးပေါ့နော်နောက်အခုစားတေးဘိန်းဆိုလို့ရှိရင် direct object ပေါ့နော် direct object ပေါ့ပြုလုပ်ခံရတူနေတာပေါ့နော်ဒီမှာ band side 2မင်းဘယ်လိုမြင်လဲမင်းဘယ်လိုမြင်လဲဘယ်လိုမြင်ခဲ့တယ်လဲမြင်ပေါ့နော်သူနဲ့ကိုယ်နဲ့ပြောတာနောက်တစ်ခါကျတော့ band has a I gelatin ပေါ့နော်မင်းဘယ်လိုဖိတ်ခဲ့တယ်လဲသူနဲ့ကိုယ်နဲ့ပြောတယ်သူ့ကိုမေးနေတာမင်းဘယ်လိုဖိတ်ခဲ့တယ်လဲအဲ့ပေါ့နော်မင်းတို့ကိုမြင်လဲဆိုတော့ကိုယ်ကိုမြင်လို့ပြုလုပ်ခံလို့မေးနေတာပေါ့နော်သူနဲ့ကိုယ်နဲ့စကားပြောတာအဲ့တော့သူကအော့ချက်ကိုမေးနေတာမျိုးပေါ့နော်နောက်ဒါတစ်နဲ့ဆိုလို့ရှိရင်ဘိန်းပေါ့နော်ဘိန်းနဲ့မြင်တာသူကတော့ indirect object ဒါမှမဟုတ်လို့ရှိရင် receiver ပေါ့နော်ဒီမှာဆိုလို့ရှိရင် bang is to dash push ပေါ့နော် push ပေါ့ဒီစာအုပ်ကိုဘဒုအတွက်ပေးမလဲဘဒုအတွက်ပေးမလဲဘဒုကိုပေးခဲ့လဲပေါ့နော်ဘဒုကိုပေးခဲ့လဲဘဒုကပေးမလဲပေါ့နော်နောက်တစ်ခါကျတော့ bank has to get hold လဲပေါ့နော်မင်းဘဒုအတွက်ကိုညီခဲ့တယ်လဲဘဒုကကိုညီခဲ့တယ်လဲတကယ်ကတော့ဟိုဒီနှစ်ခုကို꿰ပြအောင်ကိုဒီတစ်ခုကိုကြတော့အတွက်အားဆိုပြီးကိုကပြောလိုက်တာပေါ့နော်တကယ်ဆိုလဲသူက object ပဲဖြစ်နေတဲ့အတွက်မင်းအတွက်ဘဒုကိုပေါ့နော်ဘဒုကိုပေးမလဲပဲပေါ့ဒါပေမဲ့ဒီမှာကတော့နည်းနည်း꿰ပြအောင်ဒါတစ်ဆိုလို့ရှိရင်အတွက်နဲ့အားဆိုပြီးတော့သုံးလိုက်တော့ပေါ့နော်စာအုပ်ကိုဘဒုအတွက်ပေးခဲ့မလဲဘဒုကပေးခဲ့မလဲမင်းဘဒုအတွက်ကိုညီခဲ့တယ်လေမင်းဘဒုအားကိုညီခဲ့တယ်လေဘဒုအားကိုညီခဲ့တယ်လေပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးမှတ်ထားပါတော့အဲ့တော့သိကြပါတယ်ဒီမှာဆိုလို့ရှိရင်ဘဲနဲ့ nominative ဆိုလို့ရှိရင်မနော်ဒါဘဲဆိုလို့ရှိရင်ဒါဆက်ချက်ကိုမေးတဲ့မေးခွန်းမျိုးများတယ်ပေါ့နော်ဘဲနဲ့ဆို nominative ကို nominative ကိုသုံးမယ်ဆိုမှဘဲနဲ့မေးရမယ်ဘဲဆိုလို့ရှိရင်ဒါဆက်ချက်ကိုမေးတဲ့မေးခွန်းမျိုးနော်ဒီမှာ accusative ဆိုလို့ရှိရင်ဒါ object ကိုမေးတဲ့မေးခွန်းမျိုးဘန်းနဲ့သုံးတယ်ပေါ့နော်ဘန်းနဲ့သုံးတယ်ခုနဲ့ခုနဲ့ပဲပြောရင်ပြီးလို့ရှိရင်ဒါဘင်းကကြတော့ဒီမှာဒါတစ်သူကကြတော့ receiver ပေါ့နော်ဘယ်သူကလက်ခံရရှိတယ်လဲအမြဲတမ်းအကူအညီခံလက်ခံရရှိရဲ့လူမျိုးပေါ့နော်အမျိုးဆိုလို့ရှိရင်ဒါတစ်ဆိုလို့ရှိရင်ဒီမှာဘိန်းနဲ့မေးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တစ်ခုတတိထားမှာကဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဟိုဘက်ကတလားကွန်ကုန်ပေါ့နော်ဒီမှာဆိုလို့ရှိရင် has ဒီမှာဆိုလို့ရှိရင်ဒီမှာ van side do ဆိုလို့ရှိရင်ဒီမှာ s ထိန်နဲ့ထုံးတယ် s ထိန်နဲ့စုံတဲ့ conjugate ကိုလုပ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် a ဆိုလို့ရှိရင်လည်းဒီမှာ have ပေါ့နော် have ပေါ့ဒီမှာဆိုလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်လည်း s ထိန်နဲ့စုံတယ်ပေါ့နော် back conjugate လုပ်ထားတာလေးကိုပြောပြနေရပါပေါ့နော်ဒီမှာဆိုလဲ s ထိန်နဲ့ has to နော် back conjugate လုပ်တယ်ဒီမှာဆိုလဲဒီ nominative မှာပေါ့နော် back conjugate လုပ်တယ် back conjugate လုပ်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်လို့ရှိရင် back ကြီးကထေနဲ့စုံထားတယ်ဒီမှာဆိုလဲ has ဆိုထေနဲ့စုံထားတယ်ပေါ့နော်ဘာနဲ့ conjugate သွားလုပ်နေရလဲပေါ့နော်အဲ့လိုမျိုးပြောနေအဲ့လိုမျိုးဆိုတော့ကိုကဒီမှာဘာလို့ con တို့ had တို့နဲ့အဲ့လိုသုံးလဲဆိုလို့ရှိရင်ဒီကောင်လေးကတပ်ပါစံပေါ့နော်ဒီလားတပ်ပါစံဆိုတာဘယ်လိုပဲစင်တာလဲဆိုတော့ဒီမှာပေါ့နော်တခုမှန်မှာဒီမှာဂျာမန်မှာဆိုလို့ရှိရင်ပထမဆုံး 1 ST% ဆိုလို့ရှိရင်ပေါ့နော် speaker ဆိုတာသူပြောတာနော်ငါဒါမှမဟုတ်ငါတို့နဲ့စကားပြောနေတာနောက် second person ဆိုလို့ရှိရင်မင်းတို့မနော်သူနဲ့ကိုယ်နဲ့စကားပြောနေတာနော်ဟိုမင်းတို့ပေါ့နော်ခမရတို့ပေါ့မင်းတို့တင်းတို့ပေါ့အဲ့လိုမျိုးမင်းတို့အနေအများပေါ့နော်နောက်3 person ကကြတော့ဒီမှာကိုကပြောနေတာပေါ့နော်ဟိုပါနော်ဟိုတခြားလူကိုလည်းမမြောက်တခြားလူတယောက်ဘယ်သူလာမှလဲနော် he she it they ပေါ့နော်အဲ့တော့ someone unknown ဆိုတဲ့ပုံစံသဘောတရားမျိုးကိုဘယ်သူလာမလဲဆိုတာမသိဘူးကိုပြောနေရလည်းမဟုတ်ဘူးသူနဲ့ကိုနဲ့ပြောနေရလည်းမဟုတ်ဘူးကိုမသိတဲ့
နှုံးပေါ့နော်တယောက်ယောက်ရဲ့အကြောင်းကို something အနေနဲ့ပြောနေတဲ့အတွက်ကြောင့်မို့လို့ဒီသဘောတရားက he she it they ဆိုပြီးတော့ဒီသဘောတရားထဲကိုဝင်နေပေါ့နော်ဂျာမန်လိုဆိုလို့ရှိရင် ses C ပေါ့နော်အဲ့တော့ SES ဆိုလို့ရှိရင်ဘတ်တွေကဘာဖြစ်သွားမလဲဆိုလို့ရှိရင် SES နဲ့တွဲတဲ့ဘတ်တွေကထေတွေနဲ့စုံသွားတယ်ပေါ့နော်အဲ့တော့မေးခွန်းလုပ်မယ်ဆိုလို့ရှိရင်ဒီမှာဘဲဆိုလို့ရှိရင်ဒီမှာထေနဲ့စုံတဲ့ဆန်းဝမ်ပေါ့နော်ဘယ်သူလာမလဲမသိဘူးပေါ့နော်ဘယ်သူဖတ်ခဲ့လဲမသိဘူးကိုမသိတဲ့တစ်စုံတစ်ယောက်အနှုံးအကြောင်းကိုကပြောနေတဲ့အတွက်ကြောင့်မလို့ဒီမှာကိုကဒီဘက်ကပေါ့နော် SES အတွင်းထဲမှာပါသွားပြီဘယ်သူမှန်းကိုကမသိဘူးအဲ့တော့ဒီမှာ SEN နဲ့တွဲတဲ့ back ကိုကျူဂိတ်ကထေနဲ့စုံနေပေါ့နော်အားကြောင့်မို့ဘဲခွန်ဒီမှာဆိုလို့ရှိရင် there ဟာဆိုပြီးဖြစ်သွားတာနော်ကိုကျူဂိတ်လောက်တယ်ကိုကမမြင်နိုင်တာပေါ့နော်ကိုကဘာကြောင့်ဒီမှာထေနဲ့စုံတဲ့ဘတ်တွေကိုသုံးထားတာလဲပေါ့နော်ဒီမှာကျတော့ရှင်းတယ်အကြောက်ကိုမေးရဒူးနဲ့ဒီမှာ s ထေနဲ့ဒီမှာဆိုလဲ a နဲ့ han နဲ့ဒီမှာဆိုလဲs ထေနဲ့ gives to ပေါ့နော် gives to ဒီမှာဆိုလဲ has to ပေါ့နော်အားလေးရမယ်ထင်ပါတယ်ပေါ့နော်အဲ့တော့ဘဲဆိုတာဘတူဘိန်းဆိုတာဘတူကိုဘန်းဆိုတာဘတူကိုဘိန်းဆိုတာဘတူအတွက်ဘတူအားပေါ့နော်ပြီးတော့ဒီ table လေးပေါ့နော်ဒီမှာ 1st person 2nd person 3nd person 3rd person အဲ့လားလေးကိုလည်းမှတ်ထားပါအဲ့တော့အတူချုပ်ဒီမှာမှတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာဘဲဆိုတာ nominative subject ပေါ့နော် subject ကိုမေးတဲ့ဥစ္စာမျိုးbellis dash push ပေါ့နော်ဘယ်သူကဒီစာအုပ်ကိုဖတ်တာလဲငါဖတ်တာအဲ့တော့သူက subject ကိုမေးတာနောက်တစ်ခါလဲ bus ကိုလည်းမှတ်ထားပါနော် bus ကဒီမှာခုနကတော့ထည့်မပြောသွားဘူး bus လည်းဒီမှာအကူစားတစ်ပေါ့နော် object ကိုမေးတာမျိုးဖြစ်နိုင်တယ်ပေါ့နော် bus leads to မိဘာစာအုပ်ကိုဖတ်နေရတယ်ဘာစာအုပ်ကိုဖတ်တာလဲပေါ့နော်ဘာစာအုပ်ကိုမင်းဘာကိုဖတ်နေရလဲမင်းဘာကိုဖတ်နေရဆိုလို့ရှိရင် dash push ဒီစာအုပ်ကိုဖတ်နေတာအဲ့တော့ bus ဆိုလို့ရှိရင်လည်းဒါအကူစားတစ်ဖြစ်နိုင်တယ်ပေါ့နော် object ကိုမေးတဲ့မေးခွန်းမျိုးနောက်တစ်ခုကကြတော့ဒီမှာဘန်ကဆိုလဲဘန်လည်းဒီမှာပေါ့နော်အကူစားတစ်ကိုမေးတာမျိုးဒါအခုထည့်တာဆိုတာဒီမှာကလေတချို့ကအကူစားတစ်ကိုအမြဲတမ်းအရာဝတ္ထုဒါတစ်ကကြတော့လူပုဂ္ဂိုလ်လို့အဲ့လိုမျိုးသုံးနှုန်းကြရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေမှလည်းအဲ့ဒါပုံတေတော့မဟုတ်ဘူးပေါ့နော်ပုံသေးမဟုတ်ဘူးအများဆုံး command use ကတော့ဟုတ်တယ်ဆိုပေမဲ့တစ်ခါတလေမှလည်းအခု static ဆိုတာကအရာဝတ္ထုလည်းဖြစ်နိုင်တယ်လူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဆိုတဲ့သဘောတရားမျိုးပေါ့နော်မင်းဘယ်သူကိုမြင်လဲဆိုလို့ရှိရင်ဒီမန်ဒီလူကိုမြင်နေပေါ့နော်နောက်တစ်ခါကျတော့ brain data က indirect object ပေါ့နော်မင်းဒီစာအုပ်ကိုဘယ်သူကိုလက်ဆောင်ပေးမလဲဘယ်သူကလက်ဆောင်ပေးခင်မလဲဒိန်ခင်ပေါ့နော်ဒီကလေးတွေကိုလက်ဆောင်ပေးတယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဒီနေ့က personal pronoun မှာဘာတွေရှိလဲဆိုလို့ရှိရင် nominative accusative နဲ့ dative တွေရှိပြီးတော့ဒီဥစ္စာတွေကပေါ့နော် question ဘယ်လိုလုပ်လဲဆိုတဲ့ဟာလေးကိုပြောပြသွားတာပါပေါ့နော်အဲ့တော့ဒီကြက်ရမယ့်ဥစ္စာလေးကတော့ဒီအပေါ်ကဒီဟာလေးကိုသိဖို့လိုပါတယ် nominative မှာဆိုဘယ်လိုသုံးမလဲ accusative မှာဆိုဘယ်လိုသုံးမလဲ dative မှာဆိုဘယ်လိုသုံးမလဲရဲ့ nominative ဆိုလို့ရှိရင်ဘယ်လို question ပေါ့နော်ဘာနဲ့သုံးမလဲ accusative မှာဆိုလို့ရှိရင်ဘယ်လို question သုံးမလဲ dative မှာဆိုဘယ်လို question နဲ့သုံးမလဲဆိုတဲ့ဟာမျိုးလေးကိုသိအောင်ပြောပြသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်